တိရှိကျမ်းစီကိုသတင်းပို့လိုက်ပြလေးကဗုဒ္ဓမသိသေးဘူးဆိုတာကိုသတင်းပို့သွားခဲ့ပါတယ်ဒီနေရာမှာဗုဒ္ဓဆိုတာကမဟာယာနဗုဒ္ဓဘာသာရဲ့ဗုဒ္ဓကိုဆိုလိုခြင်းဖြစ်ပါတယ်တရုတ်ဘာသာမှာဗုဒ္ဓကိုစွမ်းအားလွန်ကြီးတဲ့နတ်ဖျားအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်တိရှိကျမ်းဟာဗုဒ္ဓမသိသေးဘူးဆိုတာလည်းသိသွားရောလွန်ခဲ့တဲ့16နှစ်တုန်းကသူနဲ့ဗုဒ္ဓဖြစ်ပျက်ခဲ့တာတွေကိုပြန်စဉ်းစားနေခဲ့ပါတယ်တိရှိကျမ်းလက်ထက်ကိုကျမ်းသာရရခြင်းမှာပဲဘယ်သူမှမသိသေးတဲ့လျှို့ဝှက်နေရာမှာကျမ်းသာရဲ့စွမ်းအားတွေကိုစုပ်ယူဖို့ကြိုးစားနေတာပါအဲ့ဒီနေရာကိုဗုဒ္ဓရောက်လာပြီးတိရှိကျမ်းဒါပါလောက်တာလေဒီတရားဆက်ဝင်ကတရားတော်စူးသိမ်းမှုတွေကိုစုပ်ယူသွားနိုင်တယ်ခင်ဗျဒီလိုလုပ်လို့မရဘူးလို့ပြောပြီးဝင်တားခဲ့ပါတယ်တိရှိကျမ်းကိုတားလို့မရတာကြောင့်ဗုဒ္ဓကကျမ်းစာကိုပြန်ရယူဖို့ကြိုးစားခဲ့ပါတော့တယ်တိရှိကျမ်းကိုခက်တိုက်ခိုက်ပြီးဗုဒ္ဓကကျမ်းစာကိုယူပြီးထွက်ပြေးသွားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ကျမ်းစာကိုနဂါမင်းကြီးစီမှာဝတ်ထားခဲ့ပြီးယခုမှတော့ကျမ်းစာပိုင်းလန်ရဲ့လက်ထဲမှာရောက်ရှိနေပြီပဲဖြစ်ပါတယ်တစ်ဖက်မှာတော့ရှစ်ကော်ထန်းလို့ခေါ်တဲ့နတ်မင်းကြီးကငားများနေရင်နဲ့ဆရာတော်ထန်ဆန်းကိုတတ်ဖို့အတွက်တပည့်ဖြစ်သူရှာဦးချင်းကိုအမိန့်ပေးနေခဲ့တာပါအရင်ကဆရာတော်တို့နဲ့တိုက်ခိုက်ခဲ့မှုတဲ့ဂျင်ကန်နက်၈ပါးဆိုတာလေရှစ်ကော်ထန်းရဲ့တပည့်တွေဖြစ်ပါတယ်ရှာရှင်ကွမ်ရင်ကိုယ်တိုင်သွားပြီးတိုက်ခိုက်တာတော့ကျမ်းစာကိုလက်ဝဲမရယူနိုင်သေးတာကြောင့်ဒီတစ်ခါမှာတော့သူကိုယ်တိုင်ဆောင်ရွက်တော့မှဖြစ်ပါတယ်ကျမ်းစာအပ်တဲ့အချိန်တုန်းကဆွန်းခုံကပုံကန်ခဲ့တဲ့အကြောင်းပြချက်နဲ့ဘာကျဲကိုလည်းကွမ်ရင်ကအဆွဲချိုးအစွမ်းနေနှိမ်ထားလိုက်ပြီးရှာဦးချင်းကိုလည်းရှစ်ကော်ထန်းကမှတ်ညံနေမေးပြအောင်လှုပ်ထားလိုက်ပြီးသူ့တပည့်အဖြစ်မွေးမြူထားတာဖြစ်ပါတယ်ကျမ်းစာလူယူဖို့အတွက်ဝူကျေးတယောက်တည်းစိတ်မချတာကြောင့်သူ့တပည့်ဂျင်ကန်နတ်တွေတဲကနတ်၃ပါးကိုပါအရန်အနေနဲ့ဆေလွတ်ခဲ့ပါသေးတယ်တစ်ဖက်မှာတော့ဆရာတော်တို့ဆရာတပည့်၄ဦးဟာသဲကန္နာရတဲ့ကိုရောက်ရှိလို့နေခဲ့ကြပါပြီအရင်တစ်ခေါက်ကလည်းဒီသဲကန္နာရကိုဖျက်ကျော်ခဲ့ဘူးကြပါတယ်ဒီသဲကန္နာရကိုဖျက်ကျော်ပြီးမှကျွေးရန်တိုင်းပြည်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်ဆရာတော်တို့လည်းပေပန်းလုံးတော်ကြောင့်ခဏနားနေခဲ့ကြပါတယ်တောက်ဆရာရေလည်းမရှိတော့တာကြောင့်ရေရှာတဲ့နေရာမှာအထူးကြွခြင်းနဲ့အော်ရွှဲကိုအားကိုးပြီးရေရမယ့်နေရာကိုလိုက်ရှာခဲ့ကြပါတယ်အော်ရွှဲကရေရှိတဲ့နေရာကိုအတန်းခံရလို့သွားတဲ့အခါအနည်းနောက်ရောက်ရင်မဟုတ်တော့ပြန်ဘူးဖြစ်နေခဲ့ပါတယ်သဲကန္နာရတစ်ခုလုံးကိုပတ်ရှာခဲ့ကြပေမဲ့ရေရှိတဲ့နေရာကပျောက်သွားတာကြောင့်သူတို့တွေလှည့်သားခံရပြီးဆိုတာကိုဆရာတော်ကရိပ်မိသွားခဲ့ပါတယ်သူတို့တွေအခုလိုရေရှာမရတာကတယောက်ကဝင်ကဘာကျင်းသာတိုက်ထားလို့ဆိုတဲ့အကြောင်းကိုရှင်းပြနေသေးမှာကြောက်ဆောင်ပေါ်ကနေလူတစ်ယောက်ဖြတ်ပြေးသွားတာကိုမြင်လိုက်တာကြောင့်ထိုလူနောက်ကိုလိုက်ဖမ်းခဲ့ကြပါတယ်တစ်ဖက်နှစ်ယောက်လူခွဲရှာကြရင်းနဲ့ဆရာတော်ကချက်ချင်းကြီးစိတ်ပြောင်းသွားပြီးပိုင်းလန်စီကကျမ်းစာကိုသူယူထားမယ်လို့ဆိုပါတယ်ပိုင်းလန်ကတော့ချက်ချင်းလက်ကင်စိတ်ပြောင်းသွားတဲ့ဆရာတော်ကိုနားမလည်နိုင်ဖြစ်နေခဲ့ရပြီးဒီလိုရုပ်ရည်ကြီးတောင်းတာမှမပေးနိုင်ဘူးလို့ပြောပါတယ်ထိုအခါဆရာတော်ကပိုင်းလန်စီကကျမ်းစာကိုအတင်းလှမ်းယူလိုက်တဲ့အခါရှောင်းရည်ပေးထားတဲ့ကြောက်စိမ့်လေသွက်ကဆွဲပြပြီးဆရာတော်သတိပြန်ဝင်လာခဲ့ပါတယ်တစ်ဖက်မှာလည်းအော်ရွှဲနဲ့ပါကျဲတို့ကအကြောင်းပြချက်မရှိဒေါသထွက်ပြီးတယောက်နဲ့တယောက်တတ်နေခဲ့ကြတာပါဝင်းကပါကျင်းသာပြေသွားပြီးဖြစ်တာကြောင့်ရှားဝီချစ်ကကိုထင်ပြလာပြီးကျမ်းစာသခိုးတွေလို့ဆိုလိုက်ပါတယ်ထိုအခါဆရာတော်ကငါထက်ဆန်းဆန်းလေးလို့ပြောပြီးမြမင်းဘသူလဲငါမသိဘူးလို့ဝူချင်းကပြောပြီးအတင်းတိုက်ခိုက်ပါတော့တယ်ဝူချင်းကတဲကတာရထဲမှာဆိုရင်အလုံးကိုဆွမ်းထက်တာပါဝူချင်းကိုတိုက်ခိုက်လေသူကအဆွမ်းပိုကြီးမားလေဆိုတာကိုဆရာတော်ကသိထားတော့ကြောင့်ဝူချင်းကိုမတိုက်ခိုက်ပဲဝူချင်းရဲ့အတိတ်ကိုပြန်စတိရအောင်သာကြိုးစားနေခဲ့တာပါဝူချင်းလည်းပိုင်းလန်ကိုလွယ်နဲ့တိုက်ခိုက်လို့မရမှန်းသိသွားတာကြောင့်အဆုံးမရှိအသွင်ပြောင်းဆွမ်းကိုတုံးပြီးသဲမုံတိုင်းဓာတ်နဲ့ပိုင်းလန်ကိုခုတ်ချလိုက်ပါတယ်ပိုင်းလန်ကရှောင်းလိုက်ပြီးပြန်တိုက်ခိုက်တဲ့ကဝူချင်းကထိုးလုံလိုက်တာပိုင်းလန်ခင်ဗျကြောက်ဆောင်၃ခုလောက်ဖောက်ထွက်သွားပြီးကြောက်ဆောင်မှာကပ်နေခဲ့ရပါတယ်ပိုင်းလန်လည်းဒေါသထွက်သွားပြီးသူ့ရဲ့ငကားဝင်းကြီးပြောင်းတိုက်ခိုက်မှဝူချင်းကိုနိုင်ရသွားခဲ့ပါတယ်ထိုအချိန်ထိကိုပါကျဲနဲ့အော်ရွှဲတို့နှစ်ယောက်ကတတ်နေကြသေးတာကြောင့်ဆရာတော်ကပါကျဲတို့ကိုတားလိုက်ပြီးဝူချင်းရဲ့အတိတ်မဲ့ချိန်သာပြေဖို့အတွက်ကြိုးစားပါတော့တယ်ထိုအချိန်မှာနတ်မင်းကြီး၄ပါးတဲကရှစ်ကော်ထန်းလို့ခေါ်တဲ့အရှေ့ပိုင်းနတ်မင်းကြီးရောက်လာခဲ့ပါတယ်သူဟာကျမ်းသာလာယူတယ်ဆိုတဲ့အကြောင်းပြောပြီးသူခေါ်လာတဲ့ဂျင်ကန်နတ်တွေနဲ့ပိုင်းလန်တို့ကိုတိုက်ခိုက်ခိုင်းပါတော့တယ်ဂျင်ကန်နတ်မင်း၃ပါးနဲ့ပါကျဲတို့ကတိုက်ခိုက်နေကြပြီးဆရာတော်ကတော့ဝူချင်းရဲ့အတိတ်ကိုပြန်တတိယဖို့ကိုသာပြုလုပ်နေခဲ့ပါတယ်ဂျင်ကန်နတ်တွေရဲ့အစွမ်းကလည်းမသေးပေမဲ့တက်ဆုံပြီးကြိုးစားတိုက်ခိုက်ကြတဲ့ပိုင်းလန်တို့နဲ့ရှင်လိုက်ရင်တကွက်ညံ့နေခဲ့ကြပါတယ်ကြောက်တုံးမော်ကရက်ကြည့်နေတဲ့ရှေ့ပိုင်းနတ်မင်းကြီးလည်းသူ့တပည့်တွေအချင်းနဲ့မကောင်းတော့တာကြောင့်သူကိုယ်တိုင်ဝင်တိုက်ခိုက်ပါတော့တယ်နတ်မင်းကြီးအစွမ်းနဲ့ပိုင်းလန်အစွမ်းကရှင်လိုက်ရင်မိုးနဲ့မြေလိုကွာတာကြောင့်ပိုင်းလန်ခင်ဗျပြန်ခုခံချိန်ကိုမရရှာပါဘူးသူ့ရဲ့တပည့်တွေကိုအခုလိုနှိမ့်သက်ခံရတာကိုမကြည့်ရတာကြောင့်ဆရာတော်လည်းသူ့ရဲ့အစွမ်းတွေကိုပို့တိုးပြီးအသုံးပြုလိုက်ပါတော့တယ်ထိုအချိန်မှာဝူချင်းကတိတ်ကိုပြန်တတိယသာပြုလာခဲ့ပါပြီထိုအခါနတ်မင်းကြီးလည်းဒီမိစ္ဆာတွေကိုချနေလေပွဲကပြီးမှမဟုတ်သေးဘူးဆရာတော်ကိုသာတတ်ပစ်လိုက်ရင်ဒီပွဲကပွဲသိမ်းပြီလို့တွေးပြီးအရှိန်နဲ့ခုံပြန်ကဆရာတော်ကိုအတွင်းရနဲ့တိုးထုတ်ပစ်လိုက်ပါတော့တယ်ဝူချင်းကလည်းပြန်လဲနိုးထလာခဲ့ပြီးသူ့ဆရာခိုင်းထားတဲ့အတိုင်းဆရာတော်စီခုံပြန်လိုက်ပြီးဆရာတော်ရင်ဝါကိုဓာတ်နဲ့ထိုးဆိုင်ပြီးတတ်ပစ်လိုက်ပါတော့တယ်ပါကျဲအော်ရွှဲနဲ့ပိုင်းလန်တို့လည်းဆရာတော်သေသွားတာကြောင့်စိတ်တက်ကြသွားကြပြီးဂျင်ကန်နတ်တွေရဲ့ဖမ်းဆီးခြင်းကိုခံကြရပါတယ်ထိုအခါနတ်မင်းကြီးကဝူချင်းကိုတော်တယ်လို့ချီးကျူးပြီးဆရာတော်ကိုတေချာကြည့်လိုက်တဲ့အခါသဲမုံတွေဖြစ်ကြွေကျသွားတာကြောင့်ဝူချင်းရဲ့လက်သားချင်းကိုခံလိုက်ရကြောင်းသူနားလဲသွားခဲ့ပါတယ်ဖမ်းချုပ်ခံရတဲ့ပါကျဲတို့လည်းသဲမုံဖြစ်ပြောင်းလဲသွားခဲ့ကြပါတယ်ဆရာတော်တို့ကိုပြန်လဲသတိရသွားပြီးဖြစ်တဲ့ရှားဝူချင်းလည်းနတ်မင်းကြီးကိုခုခံတိုက်ခိုက်ပါတော့တယ်ရှားဝူချင်းလည်းသူ့မှာအစွမ်းထက်သောပညာတွေကိုထုတ်သုံးပြီးတိုက်ခိုက်ပေမဲ့နတ်မင်းကြီးရဲ့အစွမ်းကိုမရှင်နိုင်တာကြောင့်နောက်ဆုံးမှာရှားဝူချင်းကကျုပ်အရှုံးပေးပါတယ်လို့ဆိုလိုက်ပါတယ်ထိုအခါဝူချင်းကဆရာကိုတိုက်ခိုက်တာအနိုင်ရလို့ချင်းမဟုတ်ကြောင်းပြောပြီးဖမ်းချုပ်ထားတဲ့သူတပည့်တွေကိုပြလိုက်ပါတယ်ထိုအခါနတ်မင်းကမင်းတို့တွေသူတို့ကိုတတ်ချင်ရင်တတ်လိုက်ငါမျက်ရည်တစ်ပေါက်မကျသေးရဘူးလို့ဆိုလိုက်ပါတယ်ထိုအခါအော်ရွှဲလည်းနတ်မင်းရဲ့နရွက်ကိုဆွဲဖြတ်လိုက်ပါတော့တယ်ထိုအခါနတ်မင်းကြီးလည်းသူတပည့်တွေနှိမ့်ဆက်ခံရမှာစိုးတာကြောင့်အလဲလဲအနေနဲ့ဆရာတော်တို့ကိုတွားခွင့်ပြုလိုက်ပါတော့တယ်ရှားဝူချင်းလည်းသူ့ဆရာနတ်မင်းကြီးကိုနှုတ်ဆက်ပြီးဆရာတော်တို့နဲ့အတူခီးဆက်ခဲ့ကြပါတော့တယ်ခီးဆက်ကြရင်းနဲ့ရှားဝူချင်းကဝူခုံးကိုကြီးအကြောင်းကိုပြောပြခဲ့ပါတယ်ဝူခုံးဟာနတ်ပြည်မှာနှလုံးဖောက်ခံရပြီးသေသွားပြီမဲ့
အကိုကြီးရဲ့ဝိညာဉ်ကတောင်ပိုင်းပင်လယ်အောက်မှာပိတ်ထားခံရတယ်ဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။ရချင်းမဲ့ဆရာတော်ကဝူခုတ်ဝိညာဉ်ပိတ်လောင်ခံထားရတဲ့တောင်ပိုင်းပင်လယ်ဘက်ကိုထွက်လာခဲ့လိုက်ပါတယ်။အဲ့ဒီနေရာမှာဝူခုတ်ဝိညာဉ်ပိတ်လောင်ခံထားရတဲ့ဆိုတဲ့အကြောင်းကိုရောက်ဝူချင်းကသူ့ဆရာနဲ့အရင်ကရောက်ဖူးနေခဲ့တာပါ။အဲ့ဒီနေရာရောက်တော့ဝူခုတ်အသက်ပေးပြီးကဲခဲ့ဘူးတဲ့ကျမ်းသာကလည်းပို့ပြီးအလေးအောင်တောက်ပလာတာကိုတွေ့ကြရပါတယ်။ဝူခုတ်ဝိညာဉ်ကိုကြီးမားတဲ့ကြောက်တံကြီးလေးနဲ့ချုပ်တောင်ထားတာဖြစ်ပြီးထိုအောက်ကိုဆင်းဖို့လှုပ်ကြတဲ့အခါဆရာတော်ကသူရေမကူးတတ်ဘူးလို့ဆိုပါတယ်။ထိုကပါကျဲကလည်းဝက်ရေကူးတာကိုမြင်ဘူးလို့လားလို့ဆိုလိုက်ပါတယ်။ဝူချင်းကလည်းငါကသဲကန္နာရမိစ္ဆာဖို့ရေမကူးတတ်ဘူးလို့ဆိုပြန်ပါတယ်။ထိုအခါပိုင်းလာကသူရေကူးတတ်တယ်သူဆင်းမယ်လို့ပြောပါတယ်။ထိုအခါဆရာတော်ကပိုင်းလန်တယောက်တည်းစိတ်မချတာကြောင့်ရေကူးအကျွမ်းကျင်တော့အရှိနဂါမင်းသားအော်ရွှေကိုပါလိုက်သွားဖို့ပြောလိုက်ပါတယ်။ထိုအခါအော်ရွှေကစူးခိုကငါ့ဘောဘာကောက်ခဲ့လို့ငါကသွားကြရမှာလဲ။ငါကိုမြင်းနှကောင်နေနဲ့အသုံးချခဲ့ကြတယ်။ကျန်တာအတော်လဲမင်းတို့ကစူးလက်တွေရခဲ့ကြတယ်လေ။ငါကဘာရခဲ့လို့လဲ။ငါသွားမကယ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနေရာမှာတော့သူ့ကိုအားကိုးရမှာဖြစ်တာကြောင့်လေကြီးလေကျယ်တွေပြောနေသေးမှတောင်ပိုင်းပင်လယ်နှကအုပ်စုပေါ်လာခဲ့ပါတယ်။စူးခုံကိုဘယ်လိုကယ်ထုတ်ကြမလဲဆိုတာကတော့နောက်အပိုင်းဆက်မှာကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ။